ကဲဒီနေ့ကတော့ကီမာကလေးလုံးကြီးလေးပါရှင်ပါဝင်တဲ့ပစ္စည်းတွေကတော့အရင်ဆုံးစီသုံးပါမယ်ပြီးလို့ရှိရင် oyster sauce သုံးပါမယ်ပြီးရင် oyster sauce သုံးပါမယ်ပြီးရင် tomato puree ကိုသုံးပါမယ်ပြီးရင်ခါလဲပေါင်တော့သုံးပါမယ်ပြီးရင်တကြားပေါ့နော်အညိုသုံးထားပါတယ်ချက်သွန်နီပါပါမယ်အာလူပါပါမယ်မုံလာဥနီရဲ့ခရမ်းသီးရဲ့ငရုတ်ပွားအစိမ်းသုံးထားပါတယ်အသားတော့ဝတ်သားကိုအစင်ထားတဲ့သားကိုသုံးပါတယ်အရင်ဆုံးဒေိုကိုစီထည့်ပါမယ်ပြီးရင်ဒေိုကိုစီပူလာအောင်လို့အလဲမီလောက်နဲ့အပူပေးမယ်ပေါ့နော်ပြီးရင်အသားကိုထည့်ပါမယ်အသားကိုအရောင်ပြောင်းတဲ့အထိစီနဲ့လုံးပေးပါမယ်ဒီသားဝတ်သားကိုမှအမဲသားသုံးလို့လည်းရပါတယ်ကိုကြိုက်တဲ့သားသုံးလို့ရပါတယ်အသားရောင်ပြောင်းသွားရင်ချက်သွန်နီကိုထည့်ပါမယ်ချက်သွန်နီကလည်းပဲဖြူလာတဲ့အထိပေါ့နော်မွေးပေးရပါမယ်ချက်သွန်နီရောင်ပြောင်းမယ်ဆိုရင်အာလူကိုထည့်ပါမယ်အာလူကိုထည့်ပြီးတော့လည်းမွေးပါမယ်အာလူထည့်ပြီးဥနီကိုထည့်ပါမယ်တမသွားမွေးပေးပါမယ်ပြီးရင်ခရမ်းသီးကိုထည့်ပါမယ်နောက်ဆုံးမှာငရုတ်သီးပွားကိုထည့်ပြီးတော့မွေးပေးရပါမယ်မွေးလို့တမသွားပြီဆိုလို့ရှိရင်ခရမ်းကျင်သီးကျမတို့ဖြူလေးကိုသုံးထားပါတယ်ခရမ်းကျင်သီးအစိမ်းကိုသုံးလို့လည်းရပါတယ်ဒါ200 မီလီလီတာပါတဲ့ဟာပေါ့နော်တပူလုံးထည့်ပါမယ်နောက်ပြီးနှံသွားအောင်မွေးပေးပါခရမ်းကျင်သီးလည်းနှံသွားပြီဆိုလို့ရှိရင်ခါလဲအမှုံပေါ့နော်ခါလဲအမှုံကိုကြိုက်တဲ့လောက်ထည့်ပေါ့နော်ကျမတို့ခလေးစားတာမလို့နည်းနည်းပဲထည့်ပါတယ်ပြီးနှံသွားမွေးပေးပါမယ်အိုးကတ်တက်တဲ့အတွက်တေချာလေးမွေးပေးပါနော်ပြီးအရသာအနေနဲ့ oyster sauce ကိုပထမဆုံး3စွန်းထည့်မယ်ပေါ့နော်စွန်းကြီးနဲ့3စွန်းပြီး oyster sauce လည်းပဲစွန်းကြီးနဲ့3စွန်းထည့်ပါမယ်လိုအပ်လို့ရှိရင်နောက်ဆုံးအိုးချကနေမှထပ်ပြီးထည့်ပါမယ်ဒါလည်းအရသာနှံသွားအောင်မွေးပေးပါနော်နောက်ပြီးလို့ရှိရင်အိုးမကအောင်လို့ရေ200 မီလီလီတာထည့်ထားပါတယ်ပြီးအိုးဖုံပြီးတော့အလဲမီးနဲ့မိနစ်20တည်ပါမယ်မိနစ်20တည်ထားတဲ့အချိန်မှာလည်းပဲ5မိနစ်တစ်ခါလောက်အိုးကတ်တဲ့အတွက်ဖုံကိုဖွင့်ပြီးတော့မွေးပေးရပါမယ်အခုလိုမျိုးစူလာတယ်ဆိုလို့ရှိရင်မီးကိုနှိမ်ပြီးတော့နည်းနည်းလျှော့ပြီးတော့ဖုံပြီးတော့ထပ်ပြီးတော့တည်လို့ရပါတယ်ခုတော့နူးသွားပြီဆိုတဲ့အတွက်ကြောင့်ရေခမ်းအောင်လို့ပေါ့နော်ရတာမြည်ကြည့်ပါမယ်ခ
လေးတွေစားအတွက်ကြောင့်အချိုးဓာတ်နည်းနည်းလိုအောင်လို့တကြားကိုတစွန်းခွဲထည့်ပါမယ်စွန်းကြီးနဲ့တစွန်းခွဲပေါ့နော်ပြီးရေခမ်းသွားအောင်လို့အပိုးကိုအလဲလောက်ထိမြင်ပါမယ်အခုရေလည်းတော်တော်ခမ်းသွားပြီဆိုတော့နောက်ဆုံးအနေနဲ့အရသာမြည်ကြည့်ပါမယ်အရသာနည်းနည်းလိုတယ်လို့ထင်တဲ့အတွက်ကြောင့် white star နဲ့ white star နှစ်မျိုးစလုံးကိုစွန်းကြီးတစ်စွန်းထပ်ထည့်ပြီးတော့ဒီချောင်းမှုေးပေးပါမယ်ပြီးလို့ရှိရင်ရေခမ်းပြီဆိုလို့ရှိရင်တော့ရပါပြီရတာမြည်ကြည့်ပြီးတော့အနေကြောင့်လဲဆိုရင်မီးပိတ်ပြီးတော့ချလို့ရပါပြီအားလုံးကျေးဇူးတင်ပါတယ်အဆင်ပြေလို့ရှိရင်ချက်ကြည့်ပါနော်